မင်္ဂလာပါမိတ်ဆွေတို့အတွေ့အတွက်ကျွန်တော်ခီးတွားလို့ရှိရင်ဘယ်တခြားနိုင်ငံတော့တွားပါနော်ဘယ်နိုင်ငံတော့တွားအဆင်ပြေဖို့အတုံးတဲ့မဲ့ပစ္စည်းတစ်ခုနဲ့မိတ်ဆက်ပေးမယ်အကောင်ဘာခေါ်တော့ဆိုရင်ကျွန်တော်တို့ universal adapter လို့ခေါ်တယ်ဗျာနော်အကောင်ကဘယ်လိုနေရာမှာတုံးတာဆိုကျွန်တော်တို့တခြားနိုင်ငံတွားခါကျရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာတုံးနေတဲ့ adapter တွေဟာတခြားနိုင်ငံမှာတုံးလို့အဆင်မပြေဘူးเนาะပြည်တဲ့နိုင်ငံရှိလို့ပြည်တဲ့နိုင်ငံလည်းရှိတယ်အခါကျကျွန်တော်တို့က universal adapter လေးရှိတယ်ဆိုရင်စက်တဲ့နိုင်ငံတွားဟုတ်ပါနော်အတွင်ကောင်းအတွက်ကိုစိတ်ပူစရာမလိုဘူးဟုတ်နော်အကျိုးလေးပဲထည့်ထားရင်ရတယ်အဲ့တော့ကိုကျွန်တော်ပစ္စည်းတစ်ခုနဲ့မိတ်ဆက်ပေးမယ်ကျွန်တော်တို့လိုက်ကြည့်အောင်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်နဲ့ဒီမှာဆက်ကြည့်ပါနော်ကျွန်တော်ဒီကောင်ကျတော့ကျွန်တော်တို့iPhone adapter ပဲပေါ့နော် iPhone adapter ကိုကျွန်တော်တို့ကဒီကောင်ဘာဖြစ်တုံးဆိုရင်ကျွန်တော်2ပင်ပေါ့နော်ခေါင်းပြားလေးဖြစ်တယ်ဒီကောင်ကျတော့3ပင်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်ကကျွန်တော်တချို့နိုင်ငံတွေမှာကျွန်တော်တို့က3ပင်ကောင်ပဲလက်ခံတယ်ဟုတ်နော်တချို့နိုင်ငံတွေမှာကျွန်တော်တို့3ပင်ကောင်ပဲလက်ခံတယ်ဆိုရင်ကျွန်တော်တို့ကဘာယူရမလဲဆိုရင်ကျွန်တော်တို့ကခေါင်းပြောင်းလေးစာကိုယူရမယ်ပေါ့နော်အဲ့အတိုင်းပဲကျွန်တော်တို့က2ပင်ကောင်ပဲလက်ခံတဲ့နေရာဆိုရင်ကျွန်တော်တို့ကထွေးပင်ကောင်ယူဝိုင်းပြဿနာတက်မယ်အဲ့တိုင်းပဲထွေးပင်ကောင်ယူဝိုင်းနေရာမှာ2ပင်ကောင်မှလက်ခံတယ်ဆိုရင်ပြဿနာတက်မယ်အဲ့လိုပြဿနာရေရှင်းရင်လည်းဆိုရင်ကျွန်တော်တို့ကဘယ်အရင်းကောင်ယူရမယ်ဘယ်အောင်ကောင်ယူရမယ်ဆိုရင်မှကျွန်တော်ဒီကောင်မစားတယ်ပေါ့နော်အဲ့ကောင်မှာကျွန်တော်ရှိမှာလက်ရှိက2မျိုးရှိတယ်နော်ဒီကောင်ကျတော့ကျွန်တော်တို့ကဘာလို့ခေါ်ရင်ပေါ့နော် universal conversion charger ပေါ့နော် universal adapter လို့ခေါ်တယ်ဒီကောင်မှာ2မျိုးရှိတယ်ဗျာနော်အသေးနဲ့အကြီးဆိုမှရှိတယ်ဟုတ်နော်အဲ့ဒါဆိုကျွန်တော်ဖွင့်ကြည့်မယ်ပေါ့နော်ဟုတ်နော်အဲ့တော့ကျွန်တော်အကျမှာ2ခုထွက်ခဲ့ပြီเนาะအဲ့ဒါဆိုရင်ကျွန်တော်တို့က2ပင်ကောင်းပဲလာဟုတ်ပါနော်2ပင်ကောင်းပဲလာတော့မဟုတ်3ပင်ကောင်းပဲလာဟုတ်နော်3ပင်ကောင်းပဲလာတော့ပြပါနော်အဲ့ဒါဆိုတက်လို့ရတယ်ဒီကောင်ဆိုရင်အဓိကဟုတ်ပါနော်အဓိကဒီကောင်ဆိုရင်ကျွန်တော်ကအကြီးအသေးရဆိုမှ2မျိုးရှိတယ်ဒီကောင်ကဟုတ်ကိုတစ်စိမ့်ပေါ့နော်အဲ့ကောင်ဆိုကျွန်တော်ကဒီမှာထွက်လို့ရတဲ့စာလေးရှိတယ်ဗျာနော်ဒီကောင်ပထမဆုံးထွက်မယ်ဆိုရင်ကျွန်တော်ကဒါကျွန်တော်ဥရောပဘက်မှာတုံးတဲ့စာပေါ့နော်ကျွန်တော်ခေါင်းအလုံးနဲ့ပေါ့နော်ချိုးစာခေါင်းလုံးပဲရတယ်ဆိုရင်ကျွန်တော်ကခေါင်းလုံးပတက် join လိုက်တကယ်တော့ဒီခေါင်းလုံးမဟုတ်ဘူးဆိုကျွန်တော်ကဒီကောင်လေးဖိပြီးတော့မှပြန်သိမ်းလိုက်ဒီကောင်လေးပေါ့နော်ပြန်သိမ်းလိုက်အဲ့ဒါဆိုကျွန်တော်ကဒီမှာအလဲမှာကျွန်တော်က3ပင်ကောင်ပြန်ထွက်လာမယ်3ပင်ကောင်ဆိုကျွန်တော်3ပင်ကောင်ပဲရတဲ့နိုင်ငံရောက်တဲ့ချင်း3ပင်ကောင်ပဲတုံးလိုက်ဟုတ်နော်တုံးလိုက်ရပြီဒီကောင်ကျတုံးလိုက်ရပြီနောက်တော့အဲ့ဒါဆိုရင်ပြန်ဖြုတ်ချင်တယ်ဆိုတော့ကျွန်တော်ဒီကောင်လေးပြန်ဖြုတ်နော်တော့မဟုတ်ကျွန်တော်တို့က2ပင်ခေါင်းမဲဆိုရင်ကျွန်တော်2ပင်ခေါင်းလေးကိုပဲဒီကောင်လေးကိုပဲကျွန်တော်တုံးလိုက်ရပြီအဲ့ဆိုရင်ကျွန်တော်ကဒီမှာဆိုရင်တော့ကျွန်တော်က USB ကျိုး2ကျိုးထွက်ဖို့ရန်အတွက်ကိုကျွန်တော်တို့ကအပေါက်2ပေါက်ပါတယ်ဗောနော်အဲ့ဆိုရင်ကျွန်တော်တို့ကပြောမှဆိုရင်ကျွန်တော်တို့ကခေါင်းဒီခေါင်းစားကြမလို့ဗောနော်ဒီကောင်အကြီးဗောနော်ဒီအသေးဗောနော်ဒီကောင်အကြီးကျတော့ကျွန်တော်တို့ကခဏတော့ဒီပုံမှာတက်တာအတူတူပဲဗောနော်ဒီမှာလည်းအတူတူပဲဒါတော့ကျွန်တော်ဟိုပါဗောနော်ခေါင်းလုံးနဲ့လာမယ်နောက်ပြီးရှင်3ပင်နဲ့လာမယ်ဟုတ်နော်ပြန်ဖြုတ်ချင်တော့တော်လေးဗောနော်2ပင်နဲ့လာမယ်ဗောနော်2ပင်နဲ့လာမယ်2ပင်လေးနဲ့လာမယ်ဗောနော်ဟုတ်ပြီဒီကောင်မှတော့ဘာရှိပါမလို့ USB က3ပင်ဖြစ်သွားတယ်ကျွန်တော်တို့ Type C to Type C ကကျွန်တော်တို့ဒီမှာ fast charging ပါလာစာရှိရရိုး charging ရောရှိတယ်ဗောနော် fast charging 35W PD ဗောရိုးကတော့ပါလာစာရှိအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီ adapter တစ်ခုပဲပါဝိုင်းကျွန်တော်တို့ကပြီးွားပြီပြည့်စုံပြီဗောနော်ပြည့်စုံဖြစ်တယ်နောက်ပြီးကျွန်တော်တို့အများကြီးလိုက်ပြီးတော့မှအတွင်ကောင်းနေတဲကြရမလို့တော့ဗောနော်တော့မို့အိမ်မှာကလေးတွေရောပါရင်ပါတယ်ရောပါမယ်ဆိုကျွန်တော်ကကျိုးတွေပဲတဲဝါးနိုင်ရပြီเนาะအဲ့တော့ဒီမှာ USB 3ပေါက်ပါတယ်တိုက်ရှိ2ပေါက်ပါဆိုဖုန်း5လုံးကိုကျွန်တော်ဒီကောင်ကနေတပြိုင်နင်းအတွင်လို့ရတယ်ဟုတ်နော်အဲ့ဆိုကျွန်တော်တို့တခြားနိုင်ငံတွေတွားမယ်နိုင်ငံကတွားမယ်ဆိုရင်ကျွန်တော်တို့adapter တွေကိုခေါင်းစားစရာမလိုတော့ဘူးဘယ်ဟာအဆင်မပြေဘူးဘယ်ဟာနဲ့မှရတယ်ဘယ်နိုင်ငံဆိုဘယ် adapter ယူွားဆိုတဲ့ပြဿနာကင်းဝေးခြင်းတယ်ဆိုရင်ကျွန်တော်တို့ဒီ universal adapter လေးကိုကျွန်တော်တို့စောင့်နာဖို့ရန်အတွက်အကြံပြုရစေကျွန်တော်ဝယ်ယူခြင်းတယ်ဆိုရင်ကျွန်တော်တူရမို့ပိုင်း55လမ်း130 E နဲ့131ဂျားမို့ကိုဆက်သွယ်ဝယ်လို့ရရှိနိုင်ပါတယ်ဆိုတော့ကြောင်းတင်ကောင်းပါရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်